မင်္ဂလာပါဒီနေ့မှာတော့ UK နိုင်ငံကပေးရတဲ့ Higher National Diploma လို့ခေါ်တဲ့ HND Diploma တန်းလေးအကြောင်းကိုရှင်းပြပေးချင်ပါတယ် HND မှာဆိုရင်တော့ပတ်ဝေးနှစ်ခုရှိပါတယ်ပထမပတ်ဝေးကတော့ Computing ပတ်ဝေးဖြစ်ပါတယ် Computing ပတ်ဝေးမှာဆိုရင် First Year Computing နဲ့ Second Year Computing နှစ်နှစ်တက်ရောက်ပြီးဆိုရင်တော့ UK နိုင်ငံ University of Greenwich ကပေးရတဲ့ BSc Honours Computer သိပ္ပံဘွဲ့ကိုဆက်လက်တက်ရောက်နိုင်မှာဖြစ်ပါတယ်ဒီဘက်က Business ပတ်ဝေးမှာဆိုရင်တော့ First Year Business နဲ့ Second Year Business နှစ်နှစ်တက်ရောက်ပြီးသွားပြီဆိုရင်တော့ UK နိုင်ငံဒါမှမဟုတ်နိုင်ငံတကာပေးအပ်တဲ့အလားတူ IT နဲ့ Business ဘွဲ့ Diploma တွေကိုဆက်ပြီးတော့တက်ရောက်နိုင်မှာဖြစ်ပါတယ်ဆက်လက်ပြီးတော့ HND ကိုဘယ်လိုလူမျိုးတွေတက်ရောက်တင်လဲဆိုတာကိုပြောပြပေးချင်ပါတယ်စနစ်ဟောင်း10တန်းသို့မဟုတ်စနစ်သစ်12တန်းဒါမှမဟုတ် IGCSE A level အောင်မြင်ထားတဲ့လူတွေတက်ရောက်နိုင်မှာဖြစ်ပါတယ်ဟောတခုကြံသေးရဲ့ဒီ KMD မှာဖွင့်လှစ်နေတဲ့ A3DC နဲ့ GED တန်းတွေအောင်မြင်ပြီးဆုံးသွားပြီဆိုရင်လည်းဒီတန်းလေးကို join လုပ်ရသေးရဲ့နော်HND ကိုတော့စာမွေးဖြစ်ဆိုခြင်းတက်လက်တွေ့ပိုင်းကိုပို့ပြီးဦးစားပေးတဲ့ပညာရေးကိုလိုလားသူတွေတက်ရောက်တင်ပါတယ်HND ဆိုတာလက်တွေ့အသုံးချနေတဲ့ပညာရပ်များကိုအဓိကထားပြီးသင်ကြားပေးတဲ့ပညာရေးစနစ်ဖြစ်တဲ့အတွက်သက်ဆိုင်ရာနယ်ပယ်မှာအစမွေးအကြောင်းပြုလုပ်လို့သူများတက်ရောက်တင်ပါတယ်HND မှာသင်ကြားတဲ့ဘာသာရပ်တွေဟာလုပ်ငန်းအတွက်ကြောင့်ရရှိစေမှာဖြစ်လို့ပညာရေးနဲ့အလုပ်ကိုင်ကိုတပြိုင်တည်းထည့်ရှာဖွေလို့သူများတက်ရောက်တင်ပါတယ်HND Diploma ဟာဆိုရင်နိုင်ငံတကာအသိမှတ်ပြု Diploma ဖြစ်လို့နိုင်ငံတကာမှာအလုပ်လုပ်ကိုင်လို့သူများလည်းရွေးချယ်တင်ပါတယ်HND မှာဆိုရင် IT နည်းပညာနဲ့စီးပွားရေးဆိုင်ရာကျွမ်းကျင်မှုများကိုလည်းသင်ကြားပေးမှာဖြစ်တဲ့အတွက်ကိုယ်ပိုင်လုပ်ငန်းတည်ထောင်လို့သူများလည်းတက်ရောက်တင်ပါတယ်HND ပြီးဆုံးမှာကနိုင်ငံတကာကပေးရတဲ့ Bachelor ဘွဲ့များကိုဆက်လက်တက်ရောက်နိုင်မှာဖြစ်တဲ့အတွက်ပညာရေးအဆင့်တန်းကိုမြင့်တင်လို့သူများတက်ရောက်နိုင်ပါတယ်အားလုံးအတွက် PMD